အားလုံးပဲမင်္ဂလာပါတူရီဝင်သား channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဗျဒီနေ့မှာတော့ကျွန်တော်16ရက်6လ2025ကနေပြီးတော့20ရက်6လ2025အထိတပတ်စာအနှစ်ချုပ်ဗီဒီယိုကိုပြောပြပေးခြင်းပါတယ်ဗျဟုတ်ကဲ့ပါပထမဆုံးအနေနဲ့ကျွန်တော်တပတ်စာအတွက်နေ့တိုင်းနေကုန်ကီး၍အချိန်ကိုအရင်ဆုံးပြောပြပေးခြင်းပါတယ်တနေ့ကနေနေကုန်အတွက်ဆိုလို့ရှိရင်တော့3-1နှစ်ကီး4ကိုအချိန်ဖြစ်ပါတယ်တနေ့နေကုန်အတွက်ဆိုလို့ရှိရင်တော့3-1နှစ်ကီး4ကိုအချိန်ဖြစ်ပါတယ်ဗျအင်္ဂါနေ့နေကုန်အတွက်ဆိုလို့ရှိရင်တော့245ကီး38အချိန်ဖြစ်ပါတယ်245ကီး38အချိန်ဖြစ်ပါတယ်ဗျဗုဒ္ဓနေ့နေကုန်အတွက်ဆိုလို့ရှိရင်တော့16ခွန်ကီး35အချိန်ဖြစ်ပါတယ်ဗုဒ္ဓနေ့နေကုန်အတွက်ဆိုလို့ရှိရင်တော့16ခွန်ကီး35အချိန်ဖြစ်ပါတယ်ဗျကြာသပတေးနေ့နေကုန်အတွက်ဆိုလို့ရှိရင်တော့358ကီး2ခွန်အချိန်ဖြစ်ပါတယ်358ကီး2ခွန်အချိန်ဖြစ်ပါတယ်ဗျတောက်ကြနေ့နောက်ဆုံးနေ့အတွက်ဆိုလို့ရှိရင်တော့349ကီး38အချိန်ကိုရွေးထုတ်ပေးထားပါတယ်ဒါတွေကတော့တပတ်စာအတွက်နေ့တိုင်းနေကုန်ကီးတွေအချိန်တွေဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါဆက်ပြီးတော့ကျွန်တော်တပတ်အတွင်းလိုက်တင်တဲ့စိတ်ကြိုက်ပတ်တီးလေးလုံးလည်းပြောပြပေးခြင်းပါတယ်ဒီတပတ်အတွက်လိုက်တင်တဲ့စိတ်ကြိုက်ပတ်တီးလေးလုံးကတော့ခွန်923ဆိုပြီးတော့ရွေးထုတ်ပေးထားပါတယ်ခွန်923ဖြစ်ပါတယ်ဗျဗုဒ္ဓမကျော် break ကိုလည်းပြောပြပေးခြင်းပါတယ်ဒီတပတ်အတွက်ရွေးထုတ်ပေးထားတဲ့ဗုဒ္ဓမကျော် break ကတော့348 break ဖြစ်ပါတယ်348 break ဖြစ်ပါတယ်ဗျဗုဒ္ဓမကျော်ငါးလုံးခွေကိုလည်းပြောပြပေးခြင်းပါတယ်ဗျဒီတပတ်အတွက်ရွေးထုတ်ပေးထားတဲ့ဗုဒ္ဓမကျော်ငါးလုံးခွေကတော့31524အခွေဖြစ်ပါတယ်31524ဖြစ်ပါတယ်ဗျဒီတပတ်အတွက်အကြိုက်ဆုံးအတွဲကတော့တပတ်စာအကြိုက်ဆုံးအတွဲတော့ညီကိုအတွဲဖြစ်ပါတယ်ညီကိုအတွဲကိုကြိုက်ပါတယ်ဗျဒီတပတ်အတွက်မထွက်မရှိပတ်တီးနဲ့ break ကတော့6ပတ်တီးနဲ့6 break ဖြစ်ပါတယ်ဗျ6ပတ်တီးနဲ့6 break ဖြစ်ပါတယ်တနေ့ကနေနေကုန်အတွက်အကြိုက်ဆုံးလုံးပိုင်းနှလုံးကတော့4-6လုံးပိုင်းဖြစ်ပါတယ်ဗျ4-6လုံးပိုင်းဖြစ်ပါတယ်တနေ့ကနေနေကုန်မထိမပေါက်ကီး3လုံးကတော့3-1နှစ်ကီးဖြစ်ပါတယ်ဗျ3-1နှစ်ကီးဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ရဲ့တပတ်စာနှစ်ချုပ်ကနန်းနေနဲ့လည်းအဆင်ပြေကြပါစေအမြတ်ဆုံးများစွာရရှိကြပါစေအောင်မိုးတွေရကြပါစေဗျကျွန်တော် channel ကိုအမြဲတမ်းအားပေးနေတဲ့အတွက်ကြောင့်မို့လို့ကျေးဇူးများကြီးတင်ပါတယ်ခုနှစ်ရက်သားသမီးများအပူရရှိလို့ရှိရင်လည်းအမြင်ဆုံးငြိမ်းကြပါစေဗျာနော်